အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂါထာရှင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဇွန်လ19ရက်နေ့မှာကြာရောက်မယ်ပြည်သူလူထုကအမေလို့တင်စားခံရတဲ့အမေတော်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မှာဂါထာတပိုးနဲ့အဓိဋ္ဌာန်ပြုထားပါတယ်အဓိဋ္ဌာန်ပြုရခြင်းရဲ့ရည်ရွယ်ချက်တော့ကျွန်တော်တို့မြန်မာနိုင်ငံအာဏာရှင်စနစ်မှလွတ်မြောက်ပြီးလွတ်လပ်တရားမျှတတဲ့ဒီမိုကရေစီစနစ်တို့ပြန်လည်ရောက်ရှိစေရေးနှင့်အမေတော်အောင်ဆန်းစုကြည်အချုပ်အနှောင်မှလွတ်ကင်းရေးဖြစ်ပါတယ်။ဒီဂါထာကိုကောင်းသူကဲမကောင်းသူပယ်စနစ်နဲ့ရွတ်မှာဖြစ်ပါတယ်။မိသူတဦးတယောက်ကိုမှမနာလိုဝန်တိုစိမ့်နဲ့ရွတ်မှာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်ဒီဂါထာကိုအကြိမ်ကြိမ်စမ်းသပ်ရွတ်ဖတ်ပြီးပါပြီ။တကယ်လဲအစွမ်းထက်လာပါတယ်။ဂါထာကိုရွတ်ပြီးချင်း1ရက်သို့မဟုတ်3ရက်5ရက်9ရက်1လ3လ6လတနစ်စားတဲ့နှစ်အတွင်းထူးခြားမှုရှိပါမယ်။ကျွန်တော်ကိုယ်တိုင်ကမ္ဘာအရေးမြမအရေးဘာသာရေးတခိုးလူလိန်စသည်တို့မှာစမ်းသပ်ထားပါတယ်။ဒီလူအတွက်ဒီဂါထာကိုရည်စူးပြီးရွတ်မှာဖြစ်တဲ့အတွက်ဒီဂါထာအစွမ်းထိရင်လူလိန်တခိုးတွေဟာသူတို့လုပ်ရက်တွေမကောင်းမှုတွေကိုချက်ချင်းပေါ်ထွက်လာစေပါတယ်။ဒီဂါထာရဲ့အစွမ်းကမကောင်းမှုမှန်သမျှဖုံးကွယ်လို့မရတာပါ။တနည်းနဲ့အနည်းနဲ့အမြန်ပေါ်လာစေတာပါ။မြန်မာပြည်သူလူထုကိုရရက်ဆက်ဆက်တပ်ဖြတ်တဲ့မင်းအောင်လှိုင်နဲ့ဇနီးကျူကျူလဝစီပိတ်ဆရာတော်တို့ကိုစတင်ဆုံးမရွတ်ဖတ်မှာဖြစ်ပါတယ်။သူတို့ရဲ့မကောင်းမှုတွေကိုပြောစရာမလိုအောင်သိပြီးသားဖြစ်မှာပါ။နောက်တစ်ခုကလူမှုရေးစီးပွားရေးစတာတွေမှာလည်းရွတ်လို့ရပါတယ်။ကိုယ့်ဘောမကောင်းကြံသူတွေကိုဒီဂါထာရွတ်လိုက်ရင်နေမရထိုင်မရဖြစ်နေတတ်ပြီးနောက်ဆုံးမကောင်းကြံတဲ့လူဟာသူ့အကြက်နဲ့သူစူးပြီးပြဿနာရင်ဆိုင်ရတတ်ပါတယ်။ကိုကတော့လွတ်ကင်းသူအဖြစ်နဲ့ပေါ့။ဘာသာရေးမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုစော်ကားပုတ်ခတ်တဲ့ဘာသာကြားတွေတချို့သောဗုဒ္ဓဘာသာဝင်တွေကိုပြစ်မှတ်ထားဆုံးမမှာပါ။ကျွန်တော်ရဲ့ဂါထာကိုစွမ်းမစွမ်းစောင့်ကြည့်ပါအောင်စို့။ကျွန်တော်ရဲ့ဂါထာတော် YouTube Channel ကိုလည်း Like and Subscribe လုပ်ပေးကြပါ။ကျွန်တော်တင်တဲ့ဗီဒီယိုတွေသိအောင်ဘေးက Notification လေးကိုနှိပ်ပေးဖို့တောင်းဆိုပါတယ်။ကျေးဇူးတင်ပါတယ်